ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ပိုင်ယုံနီးယားမြန်မာနေပြီးတော့ကြိုးဆိုပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့ထိုင်းနိုင်ငံတို့ဖြစ်တဲ့တော်ဝမ်အမှတ်တစိ701ကျွန်တော်တို့စဘာကြီးဆက်လေးနဲ့ကျွန်တော်တို့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုမြင်တွေ့နေရတော့ကျွန်တော်တို့ဒီကစဘာထည့်တဲ့ဇလားလေးပေါ့နော်ဒီဇလားလေးဆိုလို့ရှိရင်ကျွန်တော်ဟိုထဲ့မယ်ဆိုလို့ရှိရင်တော့တင်းနီးပါးလောက်တော့ဆန့်တယ်ပေါ့တင်းနီးပါးလောက်ဆန့်တယ်အခုမြင်တွေ့နေရတာကျွန်တော်ဖုံမုတ်တဲမုတ်ဖယ်တဲ့နေရာလေးပေါ့ဖုံမုတ်တဲမုတ်တွေလည်းဖယ်ပေးမယ်ပြီးရင်အရှိဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာကောက်ရိုးတို့မြက်သီးတို့ခဲတို့ပေါ့အဆိုင်ခဲကြီးကြီးမားတွေလည်းတော့အပေါ်ပိုင်းကနေအကုန်လုံးဖယ်ပေးသွားမှာပေါ့နော်လုံးဝတန်းစင်တဲ့စဘာကပဲကျွန်တော်တို့ဒီအောက်ဇလားတွေကိုကျွန်တော်ကြာသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကျွန်တော်တို့စဘာကြည့်ဖို့အတွက်စဘာလွတ်မယ်ဆိုလို့ရှိရင်တော့ဒီအောက်ဇလားလေးကိုတော့စဘာပြည့်အောင်တော့စောင်းပေးပါနော်ကျွန်တော်တို့စဘာပြည့်ပြီဆိုတာနဲ့ကျွန်တော်ရှာပြားလေးကိုဆွဲလိုက်တာနဲ့ဒါစဘာချိတ်ဆက်ဘက်ကအလုပ်စလုပ်ပြီးတော့နော်အခုမြင်တွေ့နေရတဲ့ဒိုင်းဆန်ရဲ့ဇကွဲရဲ့ထိတ်ဆရဲ့တော့3စားခွဲဆင်းမိမယ်ဆန်ရည်သွေးကတော့စဘာပေါ်တော့မူတည်တယ်စဘာကောင်းတာနဲ့ဆန်ကောင်းကတော့ဒိုင်းကြမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကစဘာဆက်ကြိတ်ချင်းမှာတော့စပလုံးကတော့နည်းနည်းပါတော့ပါမှာပေါ့နော်အဲ့ဒါအခုကျွန်တော်ပြထားတဲ့နေရာလေးကနေပြီးတော့ကျွန်တော်တို့ကစပလုံးကိုလည်းချိန်လို့ရတယ်ကျွန်တော်တို့လိုချင်တဲ့ဆန်ပြူမှတ်ကိုလည်းဒီကောင်လေးနဲ့ချိန်ပြီးတော့အသုံးပြုပြီးလို့ရတယ်ခင်ဗျအခုရှိတာပေါ့နော်ကျွန်တော်တို့ဒီကောင်ကတော့ပုံသေးတော့မရှိဘူးပေါ့နံပါတ်လေးကတော့စဘာပေါ်မူတည်ပြီးတော့စပလုံးပြောက်တဲ့အထိတော့လိုက်ပြီးတော့ချိန်ညှိပေးရမယ်ခင်ဗျအခုဒီဘက်လေးကကြတော့ကျွန်တော်တို့ကဖွဲနုဖွဲချမ်းစပကုံရောထက်တဲ့နေရာလေးပေါ့နော်ဒီကောင်ကတော့စပကုံထွင်ထူသလိုတော့ဒီဖွဲနုဖွဲချမ်းကတော့နေချမ်းတဲ့တက်ကိုတော့ပါသွားမယ်စပကုံပါရင်ပါသလိုတော့ဒီပြောရမယ်ဆိုလို့ရှိရင် point အနေနဲ့ကတော့နှုတ်သွားမှာပေါ့နော်ဒီဆက်လေးကတော့စံကြီးစက်ပတ်တစ်ခုလည်းလှုပ်လှုပ်တာမဟုတ်ပဲねတစ်ဖက်မှာအမှုကြီးစက်ပတ်ပါတဲ့အတွက်လူကြီးမင်းတို့ရဲ့ဟိုကုံချမ်းမှန်သမျှပေါ့နော်ကုံကြောက်ကုံချမ်းမှန်သမျှကိုအကုန်လုံးချိန်ခွဲလို့ရပါတယ်ခင်ဗျအခုဆိုရင်တော့ကျွန်တော်တို့ပြထားရတော့ကျွန်တော်ကစဘာကို point ချိန်ပြထားတာပေါ့နော်စဘာကိုလည်း point ချိန်လို့ရတယ်ဆန်မှုတ်ပဲမှုတ်ငရုတ်သီးမှုတ်ဆွနှင်းမှုတ်အမှုတ်မျိုးစုံပေါ့ကုံကြောက်မှန်သမျှကိုလည်းလူကြီးမင်းတို့ချိန်ခွဲနိုင်ပါတယ်ခင်ဗျလိုချင်တဲ့အမှုတ်ဆိုင်လေးတွေတော့ကျွန်တော်တို့ကစကားလေးပြောင်းပေးုံနဲ့လိုချင်တဲ့အမှုတ်ဆိုင်ကတော့ရပါတယ်ခင်ဗျဒါလေးကတော့ကျွန်တော်တို့ဒီစဘာကို point ချိန်လို့ချိန်ခွဲပြီးလို့ထွက်လာတဲ့အမှုဆိုင်လေးပေါ့နော်ခုနကကျွန်တော်ပြောသလိုပဲဒီတက်မှုန့်ရင်လည်းစကားလေးကိုစိတ်ဓာတ်လေးသုံးပြီးတော့ဒီတက်ကြမ်းရင်လည်းစကားလေးကျဲတာလေးသုံးလို့ရတယ်ပေါ့နော်ဆန်ကြီးစက်မှာဆိုလို့ရှိရင်တော့မော်တာသုံးနဲ့အင်ဂျင်သုံး2မျိုးရှိရပါတော့ကျွန်တော်မော်တာသုံးဆိုလို့ရှိရင်တော့စဘာ9တင်းကနေ10တင်းနီးပါးချိန်ခွဲနိုင်ပြီတော့ကျွန်တော်အင်ဂျင်သုံးဆိုလို့ရှိရင်တော့9တင်းကနေ10တင်းနီးပါးချိန်ခွဲနိုင်ပါတယ်ခင်ဗျကျွန်တော်တို့ဒီဆက်လေးကိုစိတ်ဝင်စားလို့ဆက်သွယ်မှာယူနေဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းနံပါတ်တွေဖြစ်တဲ့3995183486နဲ့3995184386ကိုဆက်သွယ်ပြီးတော့မှာယူနိုင်တယ်လို့လူကိုယ်တိုင်ကိုကြားလာရဲ့ဝယ်ယူခြင်းတဲ့သူတွေအနေနဲ့လည်းကျွန်တော်တို့လိပ်စာလေးဖြစ်တဲ့အမှတ်405ဗလဲကျွန်းလန်18ဘီရက်ကွာတကုံမြို့တဲ့တောင်မှာရန်ကုန်တိုင်းဒေသကြီးမှာလူကိုယ်တိုင်ကိုကြားလဲလာရဲ့ဝယ်ယူနိုင်ပါတယ်ခင်ဗျ